ညှိနှိုင်းပေးရမယ်အစားဥပဒေတွေထုတ်ပြီးတော့လှုပ်ရဲလှုပ်ကြီးအဟောင်းတွေအကုန်လုံးချုပ်တဲ့ထည့်မယ်ဆိုတဲ့ပုံစံမျိုးကြတော့ပြည်သူလူထုကိုသဘုံဖြစ်အောင်တမင်တကာလုပ်နေတာခင်ဗျားတို့ဒီတက်မတော်ကိုစားကိုယ်တိုင်မဖြစ်နေဘူးလားအခုအားလုံးပဲမင်္ဂလာပါစုံစင်ဖာ channel ကနေကြိုဆိုပါရစေကျွန်တော်ရဲ့ channel ဟာနေ့စဉ်ဖြစ်ပေါ်နေတဲ့သတင်းထူးတွေကိုတင်ဆက်ပေးမှာမို့ like and subscribe လေးလုပ်ထားပေးကြပါလို့တောင်းဆိုချင်ပါတယ်လူတဦးတယောက်ကနော်သူနိုင်ငံကြီးသားဟုတ်မဟုတ်အစိမ့်နိုင်ငံသားဟုတ်မဟုတ်ဆိုတာသူရေးထားတဲ့ comment တကြောင်နဲ့သူ့ကိုသူစုံဖြတ်သွားတယ်ပေါ့ရှင်နော်ဘွယ်ရဆိုတာပညာတလို့တာမလို့မရဘူးပေါ့ရှင်နော်ကျမတို့မြန်မာနိုင်ငံကနော်ယဉ်ကျေးမှုနှိပ်ပါပြီးတော့အချင်းချင်းလက်ညှိုးကွေးတဲ့တိုင်းပြည်ဖြစ်ပါတယ်ရှင်နော်ရှင်တို့အတွေ့အခေါ်နှိပ်ကြတာရှင်တို့အပြည့်မဟုတ်ဘူးဘာကြောင့်လဲဆိုတော့မြန်မာနိုင်ငံကခေါင်းဆောင်ကောင်းကိုပယ်တော်မှမရခဲ့ဘူးခေါင်းဆောင်ကောင်းရလိုက်တာနဲ့အဲ့ဒီခေါင်းဆောင်ကောင်းကိုနော်သူတို့လောက်ကျန်သွားတယ်ဟုတ်တယ်နော်အဲ့တော့ခေါင်းဆောင်ကောင်းရလိုက်တာနဲ့အဲ့ဒီခေါင်းဆောင်ကောင်းကိုချက်ချင်းလောက်ကျန်သွားတဲ့အခါကျတော့မြန်မာနိုင်ငံကခေါင်းတဲ့ခေါင်းဆောင်ဆိုတာဘယ်တော့အခါမှမရှိခဲ့ဘူးအဲ့တော့သူမွေးထုတ်တဲ့တိုင်းသူပြည်သားတွေကလည်းအတွေးအခေါ်နေကြတဲ့တိုင်းသူပြည်သားက85%ရှိတယ်နိုင်ငံကြီးသားအတွေ့အခေါ်နဲ့ပြောမယ်ဆိုရှင်เนาะဒီရတဲ့ရခေါင်းလုံးကเนาะ O is go တဲ့เนาะO is go ဆိုတာကအဟောင်းဆိုတာရွှေတုပ်ပဲတဲ့เนาะငွေနဲ့ပြန်ဝယ်လို့မရတဲ့အရာတစ်ခုရှိတယ်เนาะအဲ့ဒါတော့စစ်ဟောင်းပစ္စည်းဖြစ်ပါတယ်ရှင်เนาะတမိုင်းဆိုတာကငွေနဲ့ပြန်ဝယ်လို့မရတဲ့ပစ္စည်းဖြစ်နေတဲ့အတွက်ကြောင့်မို့နိုင်ငံကြီးသားအတွေ့အခေါ်နဲ့ပြောမယ်ဆိုရင် O is go တဲ့เนาะဒါပေမဲ့အစိမ့်နိုင်ငံသားတွေကတော့ဘာတွေပြောလိုက်လဲဆိုရင်မီနဲ့တကြိုလိုက်ဆိုရင်ဘာဖြစ်မှာမလို့လဲเนาะမီနဲ့ကြိုလိုက်မယ်ဆိုရင်ဘလောက်များတန်ဖိုးရှိမှာမလို့လဲနော်ဒါပေမဲ့နိုင်ငံကြီးသားအတွေ့အခေါ်တွေကဘာပြောလိုက်လဲဆိုရင် O is go တဲ့နော်အဟောင်းဆိုတာရွှေတုပ်ပဲတဲ့နော်ငွေနဲ့ပြန်ဝယ်လို့မရတဲ့အရာတစ်ခုကတော့တမိုင်းပါပဲတဲ့နော်အဲ့တော့ဒီခေါင်းလုံးကြီးကမြန်မာနိုင်ငံရဲ့တဝက်လောက်တန်ဖိုးရှိတယ်ရှင်โอเคညှိနှိုင်းပေးရမယ်အစားဥပဒေတွေထုတ်ပြီးတော့လှုပ်ရဲလှုပ်ကြီးအဟောင်းတွေအကုန်လုံးချုပ်တဲ့ထည့်မယ်ဆိုတဲ့ပုံစံမျိုးကြတော့ပြည်သူလူထုကိုသဘုံဖြစ်အောင်တမင်တကာလုပ်နေတာခင်ဗျားတို့ဒီတက်မတော်ကိုစားကိုယ်တိုင်မဖြစ်နေဘူးလားအခုဗျာပြည်စုံနဲ့ပတ်သက်ပြီးတော့မကျေနပ်လို့ဆန္ဒပြမယ်ပေါ့ဗျာပြည်သူလူထုကဆန္ဒထုတ်ဖော်မှာယဉ်ကျေးစွာဆန္ဒထုတ်ဖော်ခိုင်းတာနော်ကျွန်တော်ကအကြမ်းဖက်ခိုင်းတာမဟုတ်ဘူးယဉ်ကျေးစွာဆန္ဒထုတ်ဖော်လို့ရှိရင်ခင်ဗျားတို့ကလည်းအတိမတ်ပြည်သူလူထုကိုချစ်တော်တက်မတော်ဖြစ်ရမယ်အစားအခုကပြည်သူလူထုမင်းတို့လည်းလှုပ်ကြည့်လိုက်လေငါတို့မှလက်နက်တွေရှိရဆိုတဲ့ပုံစံမျိုးကြတော့ပြည်သူကအလိုလိုနေလက်နက်ကင်ကျင်တဲ့စိတ်တွေပေါက်လာခင်ဗျားတို့ကိုယ်တိုင်သွေးနေတာအဲ့တော့မြန်မာနိုင်ငံမှာနေစဉ်နဲ့များလက်နက်ကင်အသစ်တွေပေါ်လာတယ်ဆိုတာပြည်သူလူထုမှာအပြစ်ရှိတော့တာမရှိတော့ဘူးအခုမြင့်ဆောင်နဲ့ပတ်သက်ပြီးတော့ရဲလုံကြည့်စကားကြတော့အဲ့တော့ပြည်သူလူထုမှာစန့်ကျင်နေရရင်ကျေးစွာစန့်ကျင်တဲ့နီးပေါ့ဗျာရင်ကျေးစွာနဲ့ခင်ဗျားတို့ကလည်းဘယ်လိုခေါ်မလဲဆိုတော့ရင်ကျေးတဲ့သူတွေအဖြစ်နဲ့ကျွန်တော်တို့ကမြင်ကျင်တာပြည်သူလူထုကလည်းရင်ကျေးတဲ့သူဟာရင်ကျေးမှုတို့ဆိုတာကအပြန်အလှန်ရှိတယ်ဗျရင်ကျေးမှုဆိုတာဥမာပြကိုကသူ့ကိုရင်ကျေးပြောမှသူကကိုယ်ရင်ကျေးပြန်ပြောမှာပေါ့ကိုကသူ့ကိုလူမဆန်ပြောလို့ရှိရင်သူကလည်းကိုယ်လူမဆန်ပြန်ပြောမှာပဲအဲ့တော့ခင်ဗျားတို့ကအခုပြည်သူလူထုကမကျေနပ်ဘူးပေါ့ဗျာနော်မြစ်ဆောင်တဲ့ပတ်သက်ရင်မကျေနပ်လောက်ကြည့်ထောင်ကြမယ်ဆိုတဲ့ခါကျပြည်သူလူထုကသူရင်ကျေးစွာဆန့်ကျင်ရမလားဒါမှမဟုတ်ရှိနေနောက်ထပ်တပုံထပ်ထမလားဆိုတဲ့ပုံစံရွေးချယ်ချက်နှစ်ခုပဲရှိတော့တယ်အဲ့တော့မဖြစ်မနေပြည်သူလူထုကတပုံဆက်သွင်းနေတာကတက်မတော်ကိုယ်တိုင်ဖြစ်နေတယ်ဗျအဲ့ဒါတော့ခင်ဗျားတို့ဒီကရှေ့ဆက်သွားမယ့်နိုင်ငံရေးမှာခင်ဗျားတို့ကပြည်သူလူထုအကြမ်းဖက်တယ်ပြည်သူလူထုကအကြမ်းမြန်ဖက်မှာပဲကမ္ဘာနိုင်ငံကြီးအေဂျင့်နဲ့ငြိမ်းချမ်းတယ်ဆိုတော့သူတို့ပြည်သူလူထုကိုတန်ဖိုးထားတယ်ပြည်သူလူထုကစန့်ကျင်လာပြီးဆန္ဒကိုထုတ်ဖော်လာပြီးဆိုရင်ပြည်သူလူထုနဲ့ပြပြတလဲညှိနှိုင်းပြီးတယ်ဆွေးနွေးပြီးတယ်နော်ဆွေးနွေးပြီးတော့ချပြတယ်ပြည်သူလူထုနားလည်လာအောင်လို့ကိုဆောင်ရွက်တယ်အဲ့တော့ကမ္ဘာနိုင်ငံကြီးတွေမှာသဘုံလက်နက်ကင်သဘုံဟာရှားတယ်အဲ့တော့မြန်မာနိုင်ငံမှာသဘုံဘာကြောင့်ပေါ်ရလဲသဘုံရှိနေသေးတယ်ခင်ဗျားတို့ကနေမယ်ခင်ဗျားတို့ကိုယ်တိုင်ကလည်းအခုသဘုံချင်းသဘုံညံကြံနေတဲ့ပုံစံမျိုးတွေဖြစ်သဘုံမဖြစ်အောင်ပြည်သူကိုတွန်းထည့်နေအဲ့တော့အခုခေါ်မယ်ဆိုတော့နေပြည်တော်ဗလီကိစ္စဗလီဆောက်လို့မဆောက်တော့ကျွန်တော်ဘာမှမဖြစ်ဘူးဘာသာရေးလွတ်လပ်ခွင့်ရှိရမယ်ဒါပေမဲ့ဒေသခံကဒီဒေသမှာဗျမွတ်စလင်ထားပါတော့အရောက်မွတ်စလင်အိမ်တော်စုထောင်နဲ့ချီရှိတယ်ပေါ့ဗျာထောင်နဲ့ချီပဲရှိရာနဲ့ချီပဲရှိဒီမွတ်စလင်တွေကနေပြီးတော့ကျွန်တော်တို့အတွက်ဝိပုစုတောင်းမှုအတွက်ဘာသာရေးအဆောက်အုံလိုအပ်ပါတယ်လိုရတဲ့ကြောင့်မို့လို့ကျွန်တော်တို့အားလုံးလက်မှတ်ထိုးပါဆိုမွတ်စလင်တွေအဲ့မှာနေထိုင်တဲ့တကောင်စင်းလည်းရှိတယ်ပုံစံ30လည်းရှိတယ်အားလုံးကလက်မှတ်ထိုးတယ်လက်မှတ်ထိုးပြီးတော့ကျွန်တော်တို့ဗလီဆောက်ခွင့်ပေးပါအဲ့လိုမျိုးတောင်းဆိုလို့ရှိရင်ကျွန်တော်တို့လည်းကန့်ကွက်ပါမယ်မရှိဘူးဟုတ်လားကန့်ကွက်ပိုင်ခွင့်မရှိဘူးဘာကြောင့်လဲဒီမှာနေတဲ့ဒေသခံကိုးကွယ်ဖို့အတွက်ဗလီလိုတယ်နေဗျာဒါမှန်တော့ဗောဘာမှမဟုတ်ပဲနဲ့ဒေသခံလည်းတောင်းတာဒေသခံဗုဒ္ဓဘာသာပိုင်နေတဲ့နေရာငကိုတွေကခင်ဗျားတို့ဟိုခေါ်မဆိုတော့မတရားရော်ကြီးမတောက်တစ်ခေါက်ပေးပြီးတော့တင်ထားတဲ့နေရာလေ
ဒီနေရာတွေကိုပိုင်းရှင်းစီကိုပြန်ပေးရမယ်အစားဗလီဆောက်တယ်ကိုကလောက်တော့မတရားဘူးမတရားတော့ပြည်သူကစန့်ကျင်ပြီးတော့ဘယ်လိုခေါ်မလဲရင်ကျေးစွာစန့်ကျင်ပြီးတော့တခါလေသဘောထားထုတ်ပေါ်တယ်ထုတ်ပေါ်ကခင်ဗျားတို့ဖမ်းမယ်စီးမယ်ဆိုတဲ့ခါကျတော့ဘာလဲပြည်သူကလက်နက်ထပ်ကန်ရအောင်မလားအတောင်းလို့ရှိရင်ဘယ်လိုခေါ်မလဲကိုလက်နက်မကန်လို့ရှိရင်လက်နက်ကန်ရောအားပေးရတော့မလားအဲ့တော့ခင်ဗျားတို့ပြည်သူကိုရွေးချယ်စရာမရှိအောင်လုပ်နေတာကစစ်တပ်ကိုယ်တိုင်ဖြစ်နေတယ်နော်စစ်တပ်ကိုယ်တိုင်ဖြစ်နေတယ်အခုလေဒီဥပဒေကိုငေါ့ကြည့်လိုက်ဗျာဒီဥပဒေကခင်ဗျားတို့ကဘယ်လိုခေါ်မလဲဆိုပြည်သူကိုမင်းတို့ဘာပဲဖြစ်ဖြစ်မင်းတို့ဟိုငါဂီးကိုမဆိုင်ဘူးကွာဆိုတဲ့ပုံစံမျိုးပေါ့တိုင်းဒေသကြီးအစင်းစင်းကလောက်ပိုင်ခွင့်ပေးထားတဲ့နော်ကောင်စီနယ်မြေတွေကတော့လောက်ပိုင်ခွင့်ပေးထားရတော့ကန့်ကွက်လို့ရှိရင်ဖမ်းမယ်စီးမယ်ဆိုတဲ့ခါကြတော့ခင်ဗျားတို့ကိုယ်တိုင်ကလည်းပြည်သူကိုလက်နက်မကန်အောင်ဆိုတဲ့ပုံစံမျိုးခါကြတော့ကိုကအဲ့တော့နိုင်ငံကိုအုပ်ချုပ်နေတာကရင်ကြီးတဲ့သူမအုပ်ချုပ်တဲ့ခါကြတော့တနိုင်ငံလုံးရိုင်းကုန်တော့ဗျာနော်အဲ့တော့သူတို့ရိုင်းလာတာဟာအကြောင်းပဲမဟုတ်တော့ဘူးလို့ပြော